ခဏမှတ်နဲ့အဆင့်ရှစ်ထင်နေလို့16တဲ့အဆင့်တိုက်ရိုက်တက်နိုင်မဲ့ထိပ်ဆုံး8တဲ့မျော်လင့်ရဲ့အတွက်ဆိုဘာစီလိုနာဟာလက်ကျန်ပွဲတိုင်းမှာနိုင်ထားမှာဖြစ်မှာပါဟန်စီဖလစ်ရဲ့အသင်းဟာနူကမ်ကွင်းတဲ့မှာပြန်ကိုင်းဟာကလေးကစားရတဲ့3ပွဲစလုံးနိုင်ထားသလိုအဲ့ဒီပွဲဒီမှာအနည်းဆုံး3ခုနှုံးလဲတွင်းထားပါတယ်4မှတ်နဲ့အဆင့်28နေရာမှာရုံးကနေရတဲ့ Frankfurt ကတော့ပြီးခဲ့တဲ့စနေက Leipzig ကို9တာစဉ်ဝက်နဲ့တောင်ရှုံးခဲ့တာပါနောက်ဆုံး3ပွဲမှာ2ပွဲကို9ဖြတ်ရှုံးထားတဲ့ဂျာမန်ကလပ်ရဲ့လက်ရှိအခြေအနေကစိုးနေပါတယ်နှစ်သားသမား6-5ဆိုတဲ့ဘာဂါဈေးပြင်းလာသလိုကာတာလန်သားတွေကိုမို့ရွာနိုင်မှာပါရွေးချယ်မှုဘာစီလိုနာ9ပွဲမှာ4ပွဲနိုင်တဲ့အဆင့်4နေရာကအင်တာကဒီယာတီချန်ပီယံလိမှာတိုက်စစ်ရောခန်းစစ်ပါစွမ်းဆောင်ရေးကောင်းထားတာပါဒါပေမဲ့ချီဘူးလက်ထပ်မှာအင်တာကပွဲကြီးတယ်ဆိုခန်းစစ်ရောရလတ်ပါမကောင်းတတ်ဘူး6မှတ်နဲ့အဆင့်30နေရာရောက်နေတဲ့လီနာဘူးကတော့16သိန်းအဆင့်မပြောနဲ့ play-off အတွက်တောင်ရုံးရအောင်မှာပါအင်္ဂလန်ချန်ပီယံရဲ့ဒီယာတီအထီးကအားနည်းချက်ကနောက်ဆုံးပွဲမှာလီကိုတော့3ဂိုးပေးရတဲ့ခန်းစစ်ထစ်နေတယ်ဂိုးပေါင်းစေထုံးသားသမား3ကားနဲ့ဆန်စီရိုမှာဂိုးရနံတင်ပြနေမှာပါရွှေချယ်မှုကိုပေါ် body မောင်းဆော့ကစားဖို့ဆိုရင် Fiverr 3ည995ကို4839 623ကိုဆက်သွယ်လိုက်ပါ